ဒီလူဟာညကကြံတဲ့ရေကျွင်းရေကြံလေးနဲ့မနက်တိုင်းမျက်နှာတစ်လေးရှိပါတယ်။ရေမီတာမတက်အောင်လဲရေပုံပိုင်ကောင်းကိုအဆက်လေးတွေပဲကြာယုံအသားလေးဖွင့်ထားတတ်ပါတယ်။ဒီနီးလန်းနဲ့ပဲသူဟာရေဘိုးတပြားတစ်ချက်မှမပေးရတာ10နှစ်တောင်ကျော်နေပါတယ်။သွားတိုက်ဆေးဆိုလဲတစ်စက်မှမကြံတော့တဲ့အထိအကုန်သုံးတတ်ပါတယ်။အပြင်းမထွက်ခင်တက်တန်းကုန်တော့မဲ့နွားနို့ဘူးကိုကောက်ယူပြီးစပိတ်လေးနဲ့လက်ဖက်ရည်ဆိုင်စီကိုဥတီထွက်ခွာလာခဲ့ပါတယ်။ဆိုင်ရောက်ရင်တော့ကြက်ဥတစ်လုံးနဲ့အီကြာကွေးနှစ်ခုပဲမှလေးရှိပြီးဆိုင်ရှင်ကတော့ကိုအီကြာဆိုပြီးနာမည်ပေးထားပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ဖုန်းထဲကိုကေပေးကတစ်စက်ကောက်လျှော့ဈေးနိုတီဝင်လာပါတယ်။သူလဲအီကြာကွေးတွေကိုပါဆယ်ထုတ်ကြက်ဥကိုပါဆက်ထဲအကုန်သွင်းနွားနို့ကိုလည်းတကြိုက်ထဲတောက်ပြီးအမြန်ပြေးထွက်သွားပါတယ်။သူခြံထားခဲ့တဲ့နွားနို့ခုံကိုဆိုင်ရှင်ကကောက်ကြည့်လိုက်တော့တက်တန်းကုန်နေပြီဆိုတာသိလိုက်ရပါတယ်။ဒါပေမဲ့မထင်မှတ်ပဲသူဟာဓာတ်လေကားထဲမှာရုတ်တရက်မေးလဲသွားပါတယ်။ဆရာဝန်ကစစ်ဆေးပြီးကုလို့မရတော့တဲ့ယောဂဝေဒနာခံစားနေရပြီလို့ပြောလိုက်တဲ့အခါသူဟာအကြီးအကျယ်စိတ်တက်ကြသွားပါတယ်။ဒါပေမဲ့လည်းရှော့ဈေးပွဲကစားတော့မှမို့လို့ဘာကိုမှဂရုမစိုက်နိုင်တော့ပဲအိုးရှင်းကိုတန်းပြေးပါတော့တယ်။တက်တန်းကုန်ကားနီးပစ္စည်းတွေဈေးရမ်းပေါ်တာကြောင့်အများကြီးဝယ်လိုက်ပါတယ်။ပတ်စံရှင်းတဲ့အခါ$65ကျတင်ပေမဲ့သူကတော့စုထားတဲ့ကူပွန်လက်မှတ်တွေကိုပဲထုတ်ပေးလိုက်ပါတယ်။ကူပွန်တွေနဲ့ခုနှိမ်လိုက်တဲ့အခါမှာတော့ကျတင်ငွေကတစ်ချက်တောင်မပြည့်တော့ပါဘူး။သူဟာပြုံးကြီးပတ်စံရှင်းပြီးအိမ်ပြန်လာခဲ့ပါတယ်။အိမ်ရောက်လို့တလစာအသုံးစရိတ်ကိုတွက်ကြည့်လိုက်တဲ့အခါစုပေါင်း$100ပဲကုန်ပါသေးတယ်။အဲ့ဒီအချိန်မှာပဲလစာဝင်လာပြီး10နှစ်အတွင်းမှာသူစုမိထားတဲ့ငွေပမာဏကတော့$10 တန်းတောင်ရှိနေပါတယ်။